ဒီမှာကတိတ်မကြခင်ပေါ့နော် R နဲ့ပတ်သက်တဲ့ဒီ R programming ပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့ video တွေတင်ပေးဖို့ရှိတယ်ပေါ့နော်ဆိုတော့အခါကျတော့အဲ့တော့ဒီ R နဲ့ပတ်သက်တာတွေမလေ့လာခင်မှာပထမဆုံးလုပ်ရမယ့် step က R ကို install လုပ်ရမှာပေါ့နော်ဆိုတော့ R ကို install လုပ်တဲ့အခါမှာ R က2မျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါကဒီ R က basics ပေါ့နော်အဲ့တော့ basics form လို့ခေါ်ကြတယ် R ပေါ့အဲ့တော့အဲ့ဒီ R ကို R Studio နှစ်ခုလုံး download လုပ်ရမယ်ဆိုတော့အဲ့ link နှစ်ခုလုံးကိုဒီ descriptions မှာprovide လုပ်ပေးထားမယ်အဲ့ဒီကနေပြီးတော့မှတွားပြီးတော့ download လုပ်ပါပေါ့နော်ဆိုတော့ဒီနှစ်ခု download လုပ်ရမယ် R အဲ့တော့ပထမဆုံးအဲ့တော့ download လုပ်တဲ့အဆင့်ကတော့တခြား software တွေ download လုပ်တယ်လို့ပဲ next နဲ့လုပ်သွားလိုက်လို့ရှင်နောက်ဆုံး software ကကိုယ့်ရဲ့ desktop or laptop ဒါမှမဟုတ် Windows or Mac အဲ့ဒီမှာကိုယ် Windows လား Mac လားပေါ်မှာမူတည်ပြီးတော့မှအဲ့မှာ choice လုပ်လို့ရတယ်ဆိုတော့ကိုယ့်ရဲ့ computer type ပေါ်မှာမူတည်ပြီးတော့မှကိုယ်ကြိုက်တဲ့ဟာကို install လုပ်လို့ရတယ်အဲ့တော့နောက်ဆုံးကိုယ့်ရဲ့ဒီ computer တွေကို install လုပ်ပြီးသွားတဲ့အချိန်မှာ R ကဒီလိုပုံစံလေးရလိုက်မယ်အဲ့ဒါဆိုရင်ရပြီအဲ့တော့ R ရပြီဆိုလို့ရှိရင်ဒီ R ကို minimize လုပ်ပြီးတော့မှနောက်ထပ် R Studio ဆိုတာကိုပြန်ပြီးတော့ install လုပ်မယ်အဲ့တော့ R Studio ကို install လုပ်တဲ့အခါမှာဒီခါလေးကြာရင်ဒီအပေါ်အကွက်ကလေးမပါတတ်ဘူးဖြစ်တတ်တယ်အဲ့တော့ဒီလိုမျိုး3ခုပေါ့နော်ဆိုရင် console ဒီဘက်မှာ environment ဒါက package တွေကိုမြင်ရတဲ့ဟာအဲ့တော့ခါကျတော့ဒီလိုမျိုးပြည့်စုံပေါ့နော်တကယ်ကိုပဲဒီ R ကို run လုပ်မဲ့အချိန်ကြာရင်သုံးရမဲ့ဒါက sources ပေါ့နော်အဲ့တော့သုံးရမဲ့ဒီမှာက code တွေရေးထည့်မယ်ပေါ့နော်ဒီမှာက process run မယ်အဲ့တော့ဒီမှာကတော့ဒီ data တွေ export လုပ်မယ်ကိုယ့်ရဲ့ variables တွေကြည့်လို့ရတယ်ဒီမှာကတော့ဒီမှာတွေဒီ package တွေ run ဖို့ရအတွက်ကိုယ့်ရဲ့ဒီ software ထဲမှာdownload မလုပ်ရသေးတဲ့ဟာတွေကိုဆိုရင်ဒီမှာ package နဲ့လာပြီးတော့မှအဲ့ package ကို install လုပ်တဲ့ဟာပေါ့နော်ဆိုတော့ခါကျတော့ဒီလေးခုရှိမယ်လို့ရှိရင်ဒီလိုပုံစံလေးထွက်လာလိမ့်မယ်ထွက်လာလို့ရှိရင်ဒီမှာ source ပေါ့နော်ဒီဘက်ကဒီဘက်မှာဒီများ down arrow လေးနဲ့နေရာကိုထပ်နေလိုက်လို့ရှိရင်အမှသူ့မှာဒီရွေးချယ်စရာတွေကြာလာလိမ့်မယ်အဲ့ဒါဆိုရင်ဒီအပေါ် plane အတွက်ဆိုရင်ကိုက source ကိုရွေးလိုက်မယ်အဲ့တော့အဲ့ source ကိုရွေးလိုက်လို့ရှိရင်ဘာရမလဲဆိုတော့ဒီပုံစံတိုင်းရလာမယ်အဲ့ဒါအဲ့နေရာမှာအဲ့တော့ left upper ပေါ့နော်ဆိုတော့အဲ့မှာsource ရမယ်အဲ့တော့ left lower မှာကျတော့ console ပေါ့အဲ့တော့ console ကကျတော့ဒီကိုအပေါ်မှာရိုက်ထည့်လိုက်တဲ့ဒီ code တွေကိုသူကတကယ် run ပေးမှာကဒီ console နေရာ run ပေးမှာဆိုတော့အတွက်ဒီနေရာမှာ console ဆိုတာလေးရွေးလိုက်လို့ရတယ်အဲ့တော့ဒါတွေကကိုကြိုက်တဲ့ဒီပုံစံနဲ့ရွေးလို့ရတယ်အပေါ်မှာ console လုပ်ချင်လဲရတယ်အောက်မှာ source လုပ်ချင်လဲရတယ်ဒါပေမဲ့များသောအားဖြင့်ကအပေါ်မှာ source နဲ့အောက်မှာ console ကိုရွေးကြတာများတယ်ပေါ့နော်ချက်မှာတော့ကိုဘာတွေသုံးချင်လဲပေါ့အဲ့ပေါ်မှာမူတည်ပြီးတော့ tick ရွေးလို့ရတယ်အဲ့ဒါခါကျတော့ဒီမှာဆိုရင်ဒီမှာရွေးထား environment ရဲ့ history ရဲ့ environment ကကိုဒီဘက်မှာဒီဘာတွေဘယ် data set တွေ install လုပ်ထားလဲဆိုတာကိုမြင်ရတယ်ပေါ့နော်အဲ့ဒါကကျတော့ history ဒီဘက်မှာလောက်ထားတဲ့ code အဟောင်းတွေကိုပြန်ကြည့်နေတယ်ဆိုရင် history လုပ်လို့ရတယ်ဒါလေးကျကျွန်မ plot တွေဆွဲတာဖြစ်တဲ့အတွက် plot နောက်တစ်ခါကျ connections tutorial အဲ့တော့ connections correction sorry အဲ့တော့ဒီကိုကြိုက်တဲ့ပုံစံပေါ့နော်ကိုရမ်းကျင်တဲ့ကိုကြည့်ကျင်တဲ့ကိုသုံးကျင်တဲ့ဟာတွေကို tick လုပ်လို့ရတာဖြစ်တဲ့အတွက်မဖြစ်မနေက environment ရဲ့ history ရဲ့ကတော့မဖြစ်မနေရွေးဖို့လိုတယ်ကျန်တဲ့ဟာတော့ကိုကြိုက်တဲ့ဟာရွေးလို့ရတယ်ဒီမှာဆိုရင် file package အဲ့တော့ဒီမှာဆိုရင်လည်း package ကမဖြစ်မနေရွေးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်မဗာရွေးထားလဲဆိုတော့ file ရဲ့ package ရဲ့ helps ရဲ့ viewer ရဲ့ presentations ရဲ့ဆိုပြီးတော့ရွေးထားတယ်ဆိုတော့ okay အဲ့ဒါမျိုးလေးတွေကိုကတခြား functions တွေအများကြီးမသိဘူးဆိုရင်ဒါလေးတွေကို click နှိပ်ပြီးတော့မှ apply ဆိုတဲ့ button လေးနှိပ်လိုက်မယ်ဟုတ်ပြီနော် apply ကိုရင်နှိပ်မယ် apply နှိပ်ပြီး okay နှိပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးအသုံးပြုလို့ရတဲ့ R Studio ကိုရသွားမယ်ဆိုတော့အဲ့တော့ဘိုးဘက်က R ကတော့များသောအားဖြင့်အဲ့ basis form ကမသုံးဘူး R Studio ကိုပဲသုံးကြတယ်အဲ့တော့ R Studio ကဘာဖြစ်လဲဆိုတော့ code တွေက uniform code တွေကသူက
သုံးရတာuniform ဖြစ်တယ်နောက်တစ်ခါကျသုံးရတာပို့ပြီးတော့မှလွယ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ R ရဲ့ R Studio ကိုနှစ်ခုကို download လုပ်ထားမယ်ပြီးလို့ရှိရင်ဒီအခုကျမကဒီတင်ပေးထားတဲ့ဒီ YouTube ပေါ့နော်ကျမရဲ့ YouTube အသစ်အဲ့ဒီအသစ်မှာကျမကဒီ R တွေနောက်တစ်ခါကျတော့ဒီ statistics ပေါ့နော် statistics နဲ့ဟာတွေနောက်တစ်ခါကျတော့ SPSS မှာကျမဘာတွေပြောဖို့ကြံသေးလဲဆိုလို့ရှိရင် logistic regressions အကြောင်းနည်းနည်းလေးပြောဖို့ကြံနေပေါ့နော် SPSS မှာအဲ့တော့ဗီဒီယိုလည်းရိုက်မယ်နဲ့မရိုက်ဖြစ်ဘူးဆိုတော့ logistic regressions တွေအကြောင်းကျမဗီဒီယိုရိုက်ဖို့လုပ်ပေးဖို့ရှိတယ်အဲ့တော့ SPSS တွေကိုလည်းတစုတစည်းတည်းပဲဒီ YouTube မှာတင်ပေးထားမယ်နောက်တစ်ခါကျတော့ R နဲ့ပတ်သက်တဲ့အစကနေအဆုံးထိကျမတို့ဒီဟိုပါပေါ့နော်ဒီ statistics တွေကို run လို့ရတဲ့ basic ကနေပြီးတော့မှဒီ data set တွေကို run လို့ရတဲ့အထိတဖြည်းဖြည်းချင်းတင်ပေးသွားမယ်ပေါ့နော်ဆိုတော့ဒီ page တွေကိုတော့တိတ်ပြီးတော့မှအာမကိုချင်တော့ဘူးဘာလို့လဲဆိုတော့ page တွေက reliable မဖြစ်ဘူးပေါ့နော်ပြတ်နိုင်တယ်ဆိုတဲ့အတွက်ဒီstatistics တွေ research အကြောင်းတွေကိုဒီ YouTube မှာပုံမှန်လေးတင်ပေးသွားမှာပေါ့နော်အဲ့တော့ခါကျဒီ YouTube ကိုsubscribe လုပ်ထားလို့ရတယ်ပေါ့နော်